ကျွန်တော်တို့နဲ့ဘဝတူစီးပွားရေးလုပ်နေကြတဲ့ကိုယ့်ရဲ့ဒီညီကိုတွေပါပဲကိုယ့်ရဲ့ချစ်ကိုချင်းမဆန်ဆိုင်တွေလေးပေါ့နော်ကျွန်တော်တို့ကတော့ဒါအကုန်လုံးကိုအဆင်ပြေစေချင်ပါတယ်အဲ့ဒီအတွက်နဲ့လေကျွန်တော်တို့ကတော့ဘယ်လိုပြောမလဲကိုယ့်စီကနေကိုယ့်ကိုအားကိုးပြီးတော့ဆန်ဝေယူပြီးတော့ရောင်းချနေကြတဲ့ကိုယ့်ရဲ့ဆန်ဆိုင်သမားတွေကိုပေါ့ကိုယ်တိုင်လည်းအမြဲတမ်းဒါကုသိုလ်ကောင်းမှုတွေလုပ်တိုင်းမှာထက်တူရပါစေဆိုပြီးတော့လည်းဆူတောင်းပေးပါတယ်ပြီးတော့ကျွန်တော်တို့ဒီတစ်ခါလေကြာရင်လည်းကျွန်တော်တို့ကဆူတောင်းပေးုံနဲ့မရဘူးပေါ့နော်ကိုတိုင်ကလည်းစ조사အားထုတ်မှသာလေကျွန်တော်တို့ကရတာဖြစ်တဲ့အတွက်ဒီအပေါ်မှာကျွန်တော်တို့ဒီကိုကဒီကောင်းတာလုပ်ရင်ကောင်းကျိုးကိုခံစားရမယ်မကောင်းတာလုပ်ရင်မကောင်းကျိုးကိုခံစားရမယ်ဆိုသလိုပေါ့အဲ့ဒီပေါ်မှာကိုတိုင်ကလည်းကျွန်တော်တို့ဒီဒါတွေကိုကျွန်တော်တို့ကနောက်ပိုင်းမှသိလာတာကျွန်တော်တို့ဒီ2023နောက်ပိုင်းမှာကျွန်တော်တို့သိလာတာဒီဘရင်တော်ပြောင်းလို့ဟိုတစ်နှစ်ပေါ့နော်ဘရင်တော်ပြောင်းလာတာကတော့2020နှစ်နောက်2023နှစ်ခါမှကျွန်တော်ကဒီလိုမျိုးတွေအသိတွေဝင်လာတာပေါ့ကျွန်တော်တို့လည်းအရင်တော့ဒီတိုင်းပဲဟေလာဝလာပြောပေါ့နော်ဒီလိုမျိုးမသိဘူးစီးပွားဆိုစီးပွားတစ်ခုတည်းပဲဒီဇိုင်းမဲ့လုံနေတာပဲသိတယ်ဒီလောဖတွေကိုရှစ်တန်းတင်ပြီးတော့ပေါ့နော်ဒီဖရာတရားကုသိုလ်ဆိုတာမလှုပ်ဘူးတချင်းတစ်ခါမှအဖေမေတို့ဟိုဒီအရင်တော့ငယ်ရင်တော့အဖေမေတို့ဟိုဥပုသ်တော့ဒီចောင်းသွားရင်ចောင်းသွားလိုက်ရှိခိုးလိုက်အဲ့ဒီလိုမျိုးကတော့လိုက်ဒါပဲအဲ့ဒါပြီးတော့ဒီလိုပုံစံမျိုးပဲနေထိုင်လာတယ်များတယ်ပေါ့နော်အခုဒီအဲ့ဒါတွေကိုပြန်လို့သုံးသပ်လိုက်တဲ့အချိန်မှာပေါ့ကျွန်တော်တို့ဟာအသက်တွေတဝက်လောက်ကျွန်တော်တို့ဒါတွေကိုနှမျောမိတယ်နော်နှမျောမိတယ်အဲ့ဒီအချိန်ကနေစပြီးတော့လေကျွန်တော်တို့ဒီ2023နောက်ပိုင်းကနေစပြီးတော့အခုချိန်ထိပေါ့နော်ကျွန်တော်တို့ကုသိုလ်တွေနဲ့အမြဲတမ်းမနေ့ပိုင်းကနေစတင်ပြီးတော့ဒါကုသိုလ်တွေနဲ့ဝန်းရံပြီးတော့ပေါ့နော်ကုသိုလ်တွေသီလတွေကိုချင်းတရားတွေကိုစောင့်ထင်ပြီးတော့ကျွန်တော်တို့နေလာတယ်ပေါ့အရင်တုန်းကတော့ကျွန်တော်တို့ဟိုဆိုခဲ့တာတွေလည်းရှိခဲ့တာပေါ့နော်ဒါတွေကတော့ဘာလို့ဆိုကိုမသိတဲ့အချိန်တုန်းသိလာတဲ့အချိန်မှာဒါပြင်ဆင်ပြီးတော့လောက်လာတဲ့အချိန်မှာဒါအကျိုးသက်ရောက်မှုတွေရှိလာတယ်ဆိုတာကိုကျွန်တော်တို့ကိုယ်တွေ့ဖြစ်တဲ့အတွက်ဒါချစ်ကိုချင်းမတွေကိုလေပေါ့နော်ဆန်ဆိုင်တွေလည်းတိုးတက်စေချင်ပါတယ်အဲ့ဒါကြောင့်လည်းဒီပေါ်မှာကျွန်တော်ရဲ့စေတနာကတော့ချစ်ကိုချင်းမတွေမြင်ပါလိမ့်မယ်ဒါစေတနာတကယ်ရင်ထဲရလာတဲ့စကားဖြစ်ပါတယ်အဲ့တော့လည်းချစ်ကိုချင်းမတို့ဒီဆန်ဆိုင်တွေလေပေါ့နော်ဒါအဆင်ပြေစေရှင်တဲ့စင်တာနဲ့ဒီနေ့ပြောတာဖြစ်ပါတယ်အဲ့ဒါနဲ့ဒါကိုယ့်ရဲ့လုပ်ငန်းပေါ်မှာသစ္စာရှိမယ်ဒီဇိုင်းမဲ့စူးစမ်းမယ်အဲ့ဒီအပေါ်မှာလဲကိုယ့်ရဲ့ကိုချင်းတရားတီလာကိုလည်းစောင့်ထင်းပြီးတော့ဒါလှုပ်ဆော်သွားမယ်ဆိုရင်ဒါအဆင်မပြေနိုင်စရာအကြောင်းမရှိဘူးပေါ့နော်ဘာဖြစ်လို့ကျွန်တော်တို့ဟာကံဆိုတာအလုပ်ပေါ့နော်ဒီကံစေတနာကံကောင်းလာတည်နဲ့အမျှကျွန်တော်တို့ဟာဒါကောင်းတဲ့အကျိုးသက်ရောက်မှုတွေကျွန်တော်တို့စီကိုရောက်လာမယ်ဆိုတာဤကံမလွဲဖြစ်ပါတယ်အဲ့ဒီပေါ်မှာတော့ဒါစေတနာတန်လေးတော့ဖြစ်ဖို့လိုတာပေါ့နော်အလုံးလုံးတဲ့နေရာမှာလေးပေါ့နော်ဒီပေါ်မှာစေတနာပါဖို့လိုတယ်ကိုကဒီရောင်းတဲ့နေရာမှာလည်းစေတနာတကယ်စစ်မှန်တဲ့စေတနာလေးဖြစ်ဖို့လိုတာပေါ့နော်အမျိုးတွေလိုတယ်ပြီးတော့ကိုတိုင်လည်းတီလာစောင့်ထိန်ဖို့လိုတယ်နောက်ထပ်တစ်နှစ်တာကိုဟိုတီလာတွေကိုယ့်ရဲ့ကုသိုလ်တွေနဲ့ဒါမွမ်းမံပြီးတော့ပေါ့နော်ကိုမွမ်းမံပြီးတော့ဒီလိုမျိုးစီးပွားရေးကိုလှုပ်ဆောင်သွားမယ်ဆိုရင်ဒါအဲ့ဒီစီးပွားရေးဟာအချင်းအတိုင်းတာတစ်ခုလောက်ပဲရှိကောင်းရှိလိမ့်မယ်အဆင်မပြေလာစရာအကြောင်းမရှိဘူးဆိုတာကိုကျွန်တော်ဒီနေ့ recommend ရှိကိုရှိမတွေကိုဒါပြောရှင်းပါတယ်အဲ့အတွက်နဲ့ကိုတိုင်လည်းအဲ့ဒီလိုမျိုးဟိုတကယ်လက်တွေ့မှာကိုတိုင်လည်းခံစားရလို့ချစ်ကိုရှိမတွေကိုလည်းပေါ့နော်ဒီလိုမျိုးဖြစ်စေရှင်တဲ့စင်တာနဲ့ဒီနေ့မှာချစ်ကိုရှိမတွေကိုဒါသတင်းစကားလေးဖြစ်ပေါ့နော်ကောင်းတဲ့အကျိုးရလက်တွေဖြစ်ပါစေလို့ဆန္ဒပြုရင်းစွန့်ဝင်တော့တောင်းပေးလိုက်ရပါတယ်